အေးစွတ်သူပြော တော်လေးမလာသေးဘူးလားလာတော့လေခဏနေဖုံဖုံနေရကြတော့မှာအဲ့ဒါမမေကမိသားစုရင်းနဲ့တူတူတရားနာပြီးတော့ရေးဆက်ချခြင်းလို့တဲ့လာခဲ့ရောနော်ညီမလေးကလည်းလာခြင်းနဲ့တဲ့လာခဲ့မယ်လို့လည်းပြောတယ်အဲ့ဒါတော်လေးမြင်လာခဲ့ရောနော်တမျိုးဆောင်နေမယ် အေးဟုတ်ပြီဟုတ်ဒါပဲနော် မြို့ဆေးတိုင်မယ်နော် ခင်ဗျပြန်လို့ရရလားကိုလည်းလိုက်ပို့ပေးမယ်လေဟိုခဏလောက်တော့စောင့်ပါဦးလား ရတယ်မလို့ဒါသမီး ခုနကခေမီတို့တန်ကြားလိုက်တယ်လို့ပဲဘဲကဝါကြတယ် ညီမလေးနေမကောင်းတော့လေမမေခုနတကူလုံးတုံလာတာခုကပြန်လာကြပြီ ဟုတ်လားခလေးကတနာပါတယ် ခဲခဲဟိုအဲ့ဒါဆိုလို့ရှိရင်လည်းအလူပြီးမှပဲဖုံးဆက်ပြီးတော့ဟိုအချိုးချောင်းမေးလိုက်တော့နော်ခဏနေကြလို့ရှိရင်လည်းဖုံဖုံတို့ကြွလာတော့မှာဆိုတော့နော်ကဲလာထိုင်ရအောင်ဒီနော်လက်ပတ်လေးသုံးစား တော့တော့ ဒီလိုပြောင်းလာတိတ်မကြသေးပြန်ပေးရအောင် နေဘယ်လိုလဲတို့ဒီရောဆင်ပြေရလားပြေတွေ့ရတော့ကြာပြီ ဟုတ်တယ်ဒါအမှုသားကြည့်နေတာအိမ် သုံးဆောင်တော့ဟုတ်ကဲ့ အမတို့စားနော် ဒီရဲဆိုရင်ဒီ ချုံဝဲလေး လူလာပြီးတော့ တငယ်ချင်းကိုအင်းလေးခေါ်လိုက်လေမမေစားကိုပြင်လိုက် ဟုတ်မယ်